ကုသိုလ်ကောင်းမှုပြုတဲ့နေရာမှာစိတ်ဓာတ်ကသာမုံမုံမြတ်မြတ်ထားမုံမုံမြတ်မြတ်နဲ့လှုပ်တဲ့ကုသိုလ်ကောင်းမှုကဘယ်တော့မှအောက်တန်းကြတယ်ဆိုတာမရှိဘူးဥပမာဖြင့်နှိမ့်ကြပြီးတော့နေတဲ့အရာတစ်ခုကိုတောင်ကိုကလှူနံတိုင်းနံသေးတယ်ဆိုရင်မြင့်မြတ်တဲ့ဖရာပိစိကဗုဒ္ဓတို့ဆိုဘာပြောနေကြလို့မလဲဒီလိုလေးတွေးကြည့်ပေါ့အဲကြောင့်မိမိရဲ့စိတ်ကသာမုံမုံမြတ်မြတ်ထားမုံမုံမြတ်မြတ်ထားလိုက်အဲ့ဒီအကျိုးကျေးဇူးဟာဘယ်တော့မှအောက်တန်းကျရုပ်နှိမ်သွားတယ်ဆိုတာမရှိဘူးတဲ့ဒီလိုပြောတယ်ဝိသနုတီဟိုမှာသုလနာဂဆိုတဲ့မထေရဘာရှိခဲ့ဘူးတဲ့နေစွန်းစားပြီးလေသပိတ်ကလေးစေးသပိတ်ကလေးမှောက်ပြီးတော့သွားလေးတိုက်နေတဲ့အချိန်လေးမှာခွေးပိန်မာလေးတကောင်ကအစာရှာထွက်စာကြတဲ့တော့ခွေးပိန်လေးကြည့်ပြီးတော့ကျွေးကျင်စိတ်ပေါက်တယ်လှူကျင်စိတ်ပေါက်တယ်ပေါ့ဘာလှူကကောင်းမလဲကြည့်တော့စွန့်ကြံကွန်းကြံဘောင်းရှိတော့ပို့ပြီးတော့ဆိုတာကနောက်ကိုကြည့်လိုက်တော့ခွေးကလေးလေးတွေ3-4ကောင်ကပါလာစေဟာကြည်စံခွေးလေးတွေစာရှာနေကြတယ်ပိန်ချုံနေတာပဲဘာကျွေးရကောင်းမလဲဘာလှူရကောင်းမလဲဆိုပြီးတော့အလှူပွဲပစ္စည်းလိုက်ရှာတော့ဘလို့မှရှာမတွေ့ဘူးနောက်ဆုံးဘယ်ကတွေ့တယ်လဲပဲသူဒီနေ့လေစားစားထားတဲ့အစားစားတွေပိုက်ထဲမှာရှိတယ်အခုတည်းစားစားတာဒါတွေကိုပြန်ထုတ်ကျွေးရင်တော့သူတို့ရဲ့တနတ်စာဆင်ပြေလိမ့်မယ်ငါကတနေ့စာမစားရယုံနဲ့အစာအာဟာရတွေငါဒုက္ခရောက်เสียတိတ်ကြီးကြီးဖြစ်မယ်မထင်ဘူးပေါ့လှူခြင်းတာလှူခြင်းတဲ့ပုဂ္ဂိုလ်ကယဟန်လှူခံတဲ့ပုဂ္ဂိုလ်ကခွေးအဲ့ဒီမှာဗဇက်တဲ့လက်ညှိုးထိုးပြီးတော့ခွက်လေးတစ်လုံးနဲ့ကိုအဲ့ဒါအန်ထဲ့ပြီးတော့မှကျွေးတယ်အဲ့ဒီအကျိုးကျေးဇူးဘာဖြစ်တော့မေးညနေဆောင်တော့ဟာလူတွေရောက်လာလိုက်ကြတာတီဟိုထူမယုံကြောင်းတိုက်တယ်အရှင်နာကအရှင်သုလနာကရှိပါသလားရှင်သုလနာကရှိပါသလားဘာလို့ချင်လို့တော့သူတို့ကဖြော်ရည်ကတ်ချင်လို့သူတို့ကလည်းဘာလှူချင်လို့သူတို့ကသတုမရုကတ်ချင်လို့လှူချင်တဲ့လူတွေတန်းစီမနေ့မိုးနေတဲ့ခါကျဆုံးကန်ထွက်လိုက်တာအဲ့တပတ်ထွက်တာနဲ့ကျောင်းတိုက်ကတန်ခါ900ဖုံးပေးလောက်တယ်လှူလိုက်ရတဲ့အလှူပေါ်မှာကျေနပ်ပြီးတော့ပီတိဖြစ်တယ်အဲ့ဒီပီတိကိုခြေခံပြီးတရားကျင့်တော့လဲအာသောကင်းกว่าတဲ့ယဟန္တာကြီးဖြစ်တယ်နောက်တကတိယောတန်ဃာတော်များအိန္ဒိယကိုဖျားဘူးသွားခြင်းတယ်သွားရင်လာရေးကအဆင်ပြေတယ်လမ်းမှာစွန့်ကိစ္စစိုးရင်ကြတော့တန်ဃာတော်တွေကသုလနာကပါရင်ကောင်းမှာပဲဆိုတော့ရှင်ဘုရားတို့မပူနဲ့ဘုရားတပည့်တော်လိုက်မယ်စွန့်ကိစ္စတပည့်တော်တောင်းယူတယ်တောင်းယူတယ်ဆိုတော့ရှေ့တုန်းကအခုလိုလင်းမြန်နေကားတွေနဲ့သွားတာမဟုတ်ဘူးလမ်းလျှောက်သွားကြတော့အဲ့တော့ရှင်သုလနာကနဲ့သွားကြရတာဟာဘာနဲ့တူလို့မေးတော့အရှင်သီဝလိနဲ့သွားရတယ်လို့ပဲတဲ့တောတွေထဲဖြတ်သွားကျင်တဲ့နေရာသွားအကုန်လုံးလူတွေရှိရင်လူတွေကဆွန်းလောင်းလူတွေမရှိရင်နတ်တွေကဆွန်းလောင်းကြ